စစ်ကြဝဠာထဲမှာကျမတို့ပဲရှိတာလားဆိုတဲ့မေးခွန်းဟာရာစုနှစ်ပေါင်းများစွာတန်အောင်သိပ္ပံပညာရှင်တွေရဲ့စိတ်ထဲမှာရှိနေခဲ့တယ်လို့လူတွေရဲ့မရေတွက်နိုင်တဲ့လျှို့ဝှက်စမ်းကြဲတဲ့ဗဟေဒီအတွေးတွေလည်းဖြစ်ပါတယ်။မင်္ဂလာပါ10 မီလီယံမှပြန်လည်ကြိုဆိုလိုက်ပါတယ်။လူကြီးမင်းတို့အခက်အခဲတစုံတရာမရှိရင်10 မီလီယံဗီဒီယိုတွေကို VPN ခံပြီးကြည့်ရှုအားပေးပါအောင်နော်။အခက်အခဲရှိရဆိုရင်တော့ VPN မခံလေးရပါတယ်နော်။စလိုက်ရအောင်။သိပ္ပံပညာရှင်အများပြားကတော့ကမ္ဘာကျိုဟာသက်ရှိတွေကိုလက်ခံထားတဲ့စစ်ကြဝဠာတွေကတခုတည်းသောနေရာမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။ခန့်မှန်းခြေအားဖြင့်ဂလက်ဆီပေါင်း2 ထရီလီယံလောက်ရှိတဲ့ကြီးမားကျယ်ပြန့်တဲ့စစ်ကြဝဠာကိုထည့်တွက်ပြီးပိုကောင်းတဲ့မိခွန်းပြတ်မေးမယ်ဆိုရင်ငကငွေရန်ဂလက်ဆီထဲမှာရောကျွန်ုပ်တို့ပဲရှိတာလားဆိုတာပဲဖြစ်ပါတယ်။ Astrophysical Journal မှာထုတ်ဝေခဲ့တဲ့လေ့လာမှုအသစ်တစ်ခုအရNottingham တက္ကသိုလ်ကသုတေသီတွေကငကငွေရန်ဂလက်ဆီဟာအသိဉာဏ်ရှိပြီးဆက်သွယ်နိုင်တဲ့ဂျိုသားယဉ်ကျေးမှု Alien Civilization 36 ခုရဲ့အိမ်ဖြစ်နိုင်တယ်လို့အကြံပြုထားပါတယ်။ဒီလိုအတိအကျနံပါတ်ကိုသူတို့ဘယ်လိုတွက်ချက်ခဲ့တာလဲ။သူတို့ရဲ့ခန့်မှန်းချက်ဟာလက်ရှိအခြေအနေကိုထည့်သွင်းစဉ်းစားတွက်ချက်ထားတာဖြစ်ပြီးအသိဉာဏ်ရှိတဲ့သက်ရှိတွေဟာကမ္ဘာပေါ်မှာပေါ်ထွန်းလာတဲ့နီလန်းလိုမျိုးတခြားဂျူရီပေါ်မှာလည်းထိုနည်းပုံစံတူပေါ်ပေါက်လာနိုင်တဲ့ယူဆချက်ပေါ်မှာအခြေခံထားပါတယ်။ကမ္ဘာကဂျူတစ်လုံးဆိုရင်လူသားတွေကလည်းဂျူသားပါပဲ။သိပ္ပံပညာရှင်တွေကကမ္ဘာဂျူဟာထူးခြားလွန်းတဲ့နေရာမဟုတ်ဘူးလို့ယူဆပါတယ်။ကျွန်ုပ်တို့နေလိုမျိုးကျဲကြီးတွေကိုလှည့်ပတ်နေတဲ့ကျွန်ုပ်တို့ကဘာနဲ့တူတဲ့ဂျိုးတစ်လုံးရှိတယ်လို့စိတ်ကူးကြည့်မယ်ဆိုရင်အဲ့ဒီဂျိုးမှာလူသားတွေနဲ့အလားတူနည်းပညာအရာတိုးတက်လာတဲ့လူကဲ့သို့ယဉ်ကျေးမှုတစ်ခုရှိနေတယ်ဆိုရင်ကျွန်ုပ်တို့ဂလက်ဆီထဲမှာအနည်းဆုံးကဘာနဲ့တူတဲ့လူယဉ်ကျေးမှု36ခုရှိနိုင်တယ်လို့ဆိုပါတယ်ရခင်ကဂျိုးသားသက်ရှိတွေရှိနိုင်မှုနှုန်းကိုတွက်ချက်ရမှာ Drake equation ကိုအခြေခံပါတယ်။အဲဒီ Drake equation မှာအသိဉာဏ်ရှိတဲ့လူကဲ့သို့ယဉ်ကျေးမှုအရှိအတွက်ကိုရှာဖွေဖို့လိုအပ်တဲ့အချက်9ချက်ပါဝင်ပါတယ်။ဒါပေမဲ့ခန့်မှန်းချက်တွေက3ကနေစတင်ပြီးဘီလီယံအထိအလွန်ကျယ်ပြန့်ပြီးရှုပ်ထွေးပါတယ်။နီလန်အသစ်နဲ့သုတေသီတွေကအချက်လက်အသစ်တွေနဲ့သူတို့ယူဆချက်တွေကိုအသုံးပြုပြီးပြန်လည်တွက်ချက်ကြည့်ရမှာယဉ်ကျေးမှု4ခုကနေ22ခုကြားဖြစ်နိုင်ခြေရှိပြီး36ခုကတော့ဖြစ်နိုင်ခြေအရှိဆုံးအရှိအတွက်ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။သို့တော်လည်းဒီလူကဲ့သို့ရှင်ကျေးမှုတွေကိုလက်တွေ့ရှာဖွေတွေ့ရှိဖို့ကလုံးဝဖြစ်နိုင်စေနေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာအလင်းနဲ့ထောင်ပေါင်းများစွာကွာဝေးနိုင်တယ်လို့ဆိုပါတယ်။ဒါဆိုလက်လန်းမိနိုင်တဲ့နေရာတွေကိုပြန်ကြည့်ရအောင်။ Proxima Centauri B စိတ်ဝင်စားစရာကောင်းတဲ့ Proxima Centauri ဂျိုဟာသက်ရှိရဝန်းလို့ခေါ်တဲ့ habitable zone ထဲမှာပတ်လန်းအတိုင်းလည်ပတ်နေပါတယ်။ဆိုလိုတာကသက်ရှိနေနိုင်လောက်တဲ့အခြေအနေလို့ပြောတာပါနောက်တစ်ခုကအရှိအခြေအနေရှိတဲ့အရှိ liquid water ဟာဂျိုမျက်နှာပြင်ပေါ်မှာရှိနိုင်လောက်တဲ့ဇုံပဲဖြစ်ပါတယ်ဒီဇုံထဲမှာအပူချိန်ကအရမ်းမပူပဲရေကိုအငွေ့ပြန်စေမှာမဟုတ်တလို့ရေကိုအေးခဲစေမှာလည်းမဟုတ်တဲ့အပူချိန်ဖြစ်ပါတယ်ဒီအပူချိန်ရှိတာကသက်ရှိတွေရှင်သန်ကြီးထွားစေဖို့အလားအလာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်Proxima Centauri B ဟာကမ္ဘာကျိုးနဲ့အရွယ်စားအလွန်ဆင်တူပြီးကမ္ဘာတူးတဲ့ရဲ့တစ်သက်မှတစ်ခွန်စားခန့်ရှိပါတယ်။ဒါကကျွန်ုပ်တို့ကမ္ဘာအချင်းထက်100%သာပိုကြီးတယ်လို့ဆိုလိုပါတယ်။ဒီဂျိုက tidally lock ဖြစ်နိုင်ခြေရှိပြီးသဘောကတော့ဂျိုရဲ့တစ်ဖက်ချမ်းကနေကိုအမြဲတမ်းမျက်နှာမူထားကနေအလင်းအောင်အဆက်မပြတ်ရရှိနေပြီးကျန်တစ်ဖက်ချမ်းကအမြဲတမ်းမှောင်မိုက်နေတာကိုဆိုလိုပါတယ်။ဒီလိုဖြစ်ခြင်းကြောင့်ပူပြင်းတဲ့နေနဲ့မျက်နှာမူတဲ့ဆုံအေးခဲတဲ့အမှောင်ဘက်ချမ်းစုံနဲ့နေဝင်ရီတရောစုံ toilet စုံဆိုပြီးထူးခြားတဲ့ရာသီဥတုစုံ3ခုရှိပါတယ်။ Proxima Centauri B ပေါ်မှာဂျိုသားသက်ရှိတွေရှိနေခဲ့မယ်ဆိုရင်ဒီလိုထူးခြားတဲ့အခြေအနေတွေကပုံမှန်မဟုတ်တဲ့ဘဝနေထိုင်မှုပုံစံတွေဖြစ်နေနိုင်ပါတယ်။အဲဒီစုံတွေနဲ့လိုက်ရောညှိထွေးမှုနေနိုင်တဲ့တည်ထွေမှုမျိုးလည်းဖြစ်နိုင်ပါတယ်။ကျွန်ုပ်တို့ကမ္ဘာဂျိုက Proxima Centauri B နဲ့အလင်းနဲ့4နှစ်ကျော်ပဲကွာပါတယ်။ဒါဟာငကငွေရန်ဂလက်ဆီရဲ့ကျယ်ပြန့်မှုနဲ့နှိုင်းယှဉ်ရင်အိမ်နီးချင်းလို့တော့မှပြောလို့ရပါတယ်။အကယ်၍ Proxima Centauri B မှာသက်ရှိတွေတကယ်ရှိနေရင်ကျွန်ုပ်တို့ကအထီးကျန်မဟုတ်ဘူး။ဂလက်ဆီထဲမှာသက်ရှိတွေပေါ်များနိုင်တယ်ဆိုတဲ့သဘောပါပဲ။နောက်တစ်ချက်ကတော့အကယ်၍သူတို့ရှိနေရဆိုရင်အခုထိဘာဆက်သွယ်မှုမှမရှိသေးတာလေ။ဖြစ်နိုင်ခြေကတော့အာကာသခရီးသွားတဲ့နည်းပညာစိန်ခေါ်မှုနဲ့လူသားတွေကပဲသူတို့ရှိတဲ့နေရာကိုအရင်လက်လန်းမိနိုင်လို့အဲ့ဒီမှာသက်ရှိတကယ်မရှိတာပါပဲနောက်တနေရာသွားကြည့်ရအောင်ပါ
Kepler 62e ကိုစူးစမ်းလေ့လာခြင်းဂျိုသားသက်ရှိတွေကိုလက်ခံနိုင်တဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဂျိုတစ်လုံးကတော့အလင်းနဲ့1200ခန့်ကွာဝေးတဲ့ Kepler 62e ဆိုတဲ့ super ကမ္ဘာ super Earth ပါဒီဂျိုကဘာကြောင့်ထင်ရှားနေရလဲသူ့ရွယ်စားကကမ္ဘာရဲ့1.6 ဆခန့်ရှိပြီးအဲ့နေရာမှာကမ္ဘာနဲ့ဆင်တူတဲ့ဒုရဲနဲ့ဆွဲငင်အားရှိနေတယ်လို့ယူဆထားခြင်းဖြစ်ပါတယ်။တရှိတွေကောင်းစွာနေထိုင်တယ်လို့ယူဆထားပြီး Kepler 62e သည်ရှေးကမ္ဘာ water war ဖြစ်နိုင်ပြီးအများစုသို့မဟုတ်လုံးဝကိုသမုဒ္ဒရာများဖြင့်ဖုံးလွှမ်းနေနိုင်တယ်လို့ယူဆချက်တစ်ခုရှိပါတယ်။ဆိုလိုရာကရင်းနေတဲ့တဝါပုံစံမျိုးစုံရှိနေနိုင်တယ်ဆိုတဲ့သဘောပါ။ Kepler 62e မှာလေထုရှိမယ်ဆိုရင်တိမ်ထုထပ်ပြီးနှွေးထွေးဆွဆွနိုင်တယ်လို့ယူဆရပါတယ်။ရေကဘာတစ်ခုအမှန်တကယ်ရှိတယ်ဆိုရင်တော့ကုန်းနေသက်ရှိတွေအတွက်ပုံမစင်ခေါ်မှုဖြစ်စေနိုင်တော့လေအစစ်မြင့်ရေနေသက်ရှိများရှိနိုင်ခြေကိုတော့မဖယ်ရှားသင့်ဘူးလေနော်။ Kepler 62e ပေါ်သက်ရှိများရှိခြင်းရဲ့ယူဆမှာစိတ်ကူးသက်သာရှိသေးတော့လေသူရဲ့အလားအလာကောင်းသောလက္ခဏာများကြောင့်ဂျိုသားသက်ရှိများကိုရှာဖွေရတဲ့ထိတ်တန်းနေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာမြေနဲ့ဝေးကွာလွန်းနေတာကြောင့်လက်ရှိနည်းပညာဖြင့်အသေးစိတ်လေ့လာဖို့မဖြစ်နိုင်သေးပါဘူး။ကဲပရိသတ်ကြီးတို့ဆက်နိုင်သေးလားဆက်သွားရအောင်နော်။ကျမတို့ထပ်သွားမယ့်နေရာကတော့ Gliese 667cc ပါ။ Gliese 667cc ကဂျိုသားသက်ရှိတွေလက်ခံနိုင်တဲ့အလားအလာရှိသောနောက်ထပ်စူပါကမ္ဘာတစ်ခုပါဒီဂျိုကကမ္ဘာအချင်းဝက်1.9 ဆရှိပြီးတော့ကမ္ဘာနဲ့အလင်းနဲ့23နှစ်ဝေးကွာပါတယ်သူရဲ့ထူးခြားချက်ကတော့ကျဲ3လုံးစနစ် Triple Star System မှာဂျိုပေါ်မှာပရိသတ်တို့ရှင်းနေလို့ရှိရင်ကောင်းကင်ပေါ်မှာနေ3လုံးကိုမြင်တွေ့နိုင်ပါတယ်လို့ဆိုလိုတာပါသူရဲ့ပင်မနေကကမ္ဘာနေရဲ့သုံးပုံတစ်ပုံခန့်တူးရရှိတဲ့ကျေပုနေ Red Dwarf တစ်ခုသာဖြစ်ပါတယ်။ Gliese 667cc ကသူရဲ့ပင်မနေကျေပုနေကိုလဲပတ်သွားနေတဲ့အခြားဂျုံ၅လုံးထဲကတစ်ခုဖြစ်ပြီးသူတို့ထဲမှာ၃လုံးကသက်ရှိနေထိုင်နိုင်တဲ့အခြေအနေရှိနေနိုင်ပါတယ်။ဒါပေမဲ့လည်းထိုနေရာတွေမှာသက်ရှိများအမှန်တကယ်ရှိမရှိကိုတော့ဗဟေရီအဖြစ်ရှိနေစေဖြစ်ပါတယ်။ဒါရိုက်လေ့လာဖို့ခက်ခဲပါတယ်။နောက်ထပ်လေ့လာစရာနေရာကတော့ Kepler 22b ပါ Kepler 22b ကနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စူပါကမ္ဘာအဖြစ်သတ်မှတ်ခံထားရကမ္ဘာအချင်းဝက်ရဲ့2.4 ဆခန့်ရှိပါတယ်။ကျွဲဖွဲ့စည်းပုံနဲ့ပတ်သက်၍ညှင်းခုန်မှုများရှိနေဆဲဖြစ်ပါတယ်။၎င်းသည်ကျပြန့်သောသမုဒ္ဒရာဖြင့်ဖုံးလွှမ်းနေနိုင်သည်သို့မဟုတ်တန်းငွေကျိုဖြစ်နိုင်ပါတယ်။သို့သောသူသာသမုဒ္ဒရာကမ္ဘာဖြစ်ပါက Kepler စီမံကိန်းတွင်ပါဝင်ခဲ့သောသိပ္ပံပညာရှင်အချို့ကအကြံပြုထားတဲ့ကဲ့သို့သက်ရှိများရှိနိုင်ပါတယ်။သမုဒ္ဒရာကမ္ဘာဟူသောယူဆသည်အလွန်စိတ်ဝင်စားဖို့ကောင်းပြီးရင်းနှီးသက်ရှိပုံစံများဖြစ်နိုင်ခြေကိုတကားဖွင့်ပေးထားတာပါ။သို့တော့လည်း Kepler 22b နဲ့ကျွန်ုပ်တို့ကြားအလင်းနှင့်640ခန့်ကွာဝေးလွန်းတာကြောင့်ယနေ့ခေတ်နည်းပညာကိုအသုံးပြုပြီးတိုက်ရိုက်စူးစမ်းလေ့လာဖို့တော့မှလက်လန်းမမီသေးပါဘူး။ဥပမာအနေနဲ့ပြောရရင်အခု Kepler 22b ဘောကနေအစစ်မြင့်ဂျိုသားအဖွဲ့ကကမ္ဘာမြေကိုဥတီပြီးအစစ်မြင့်တယ်လီစကုပ်များမှတဆင့်ကြည့်နေရလို့စိတ်ကူးကြည့်ပါသူတို့မြင်တွေ့ရမယ်ကမ္ဘာကျွေးရဲ့ခြေနေကလွန်ခဲ့တဲ့1384ခုနှစ်ကာလအတိုင်းဖြစ်နေပါမယ်ဆိုလိုရာကကမ္ဘာရဲ့အလယ်ခေတ် Medieval Era ကိုသူတို့မြင်တွေ့နေရမှာဖြစ်သည်ယနေ့ခေတ်ခြေနေကိုမမြင်နိုင်ပါဘူးအလင်းနှစ်ကြောင်ပါကျွန်ုပ်တို့ကဘာကနေသူတို့စီကိုရောက်ဖို့အလင်းနှစ်ပေါင်း640နှစ်တောင်ကြားတဲ့အတွက်ကြောင့်ပါပရိသတ်တို့ရဲ့ကျွန်ုပ်တို့ခုနကစူးစမ်းခဲ့တဲ့ဂျိုတွေကတကယ်တော့ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့တဲ့အစလေးတစ်ခုပဲရှိပါသေးတယ်အဲ့ဒါဘာကိုဆိုလိုရလဲဆိုတော့ Kepler telescope ကနေရတဲ့ချက်လက်တွေရကျွန်ုပ်တို့ငကငွေရန် galaxy တစ်ခုထဲမှာတော့တရှိတွေရှင်သန်နိုင်တဲ့ဂျိုပေါင်းတန်း300အထိရှိနိုင်တယ်လို့ခန့်မှန်းထားတာပါဒီတော့စဉ်းစားကြည့်ပါတက်ရှိနေနိုင်တဲ့ဂျိုပေါင်းတန်း300လောက်ရှိတဲ့ galaxy ကြီးထဲမှာအသိဉာဏ်ရှိတဲ့လူဂျိုသားယဉ်ကျေးမှုက36ခုတည်းပဲရှိမယ်ဆိုတာရုံဖို့ခက်မနေဘူးလားဒါဟာသိပ္ပံပညာရှင်တွေတော့အနည်းဆုံးခန့်မှန်းထားတာလို့သတ်မှတ်ထားတာပါကျွန်ုပ်တို့ဘလောက်သိငယ်လဲဒါပေမဲ့ဒီထက်ပိုပြီးခေါင်းမူသွားစေမဲ့ချက်ကနောက်တစ်ခုရှိပါသေးတယ်ကျွန်ုပ်တို့လေးလာနိုင်တဲ့စကြဝဠာထဲမှာ galaxy ပေါင်း2 trillion လောက်ရှိတယ်လို့ခန့်မှန်းထားတာကိုအမှတ်ရကြပါ
အကယ်၍ glassy တစ်ခုစီတိုင်းမှာလူယဉ်ကျေးမှုတစ်ခုတည်းပဲရှိတယ်လို့အနည်းဆုံးတွေ့ရင်တော့စကြဝဠာထဲမှာလူကြိုသားယဉ်ကျေးမှု2 trillion လောက်ရှိနေပါလိမ့်မယ်။ဒီလိုမရေမတွက်နိုင်အောင်ကြီးမားတဲ့နံပါတ်တွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်ုပ်တို့ရဲ့လူယဉ်ကျေးမှုကျွန်ုပ်တို့ရဲ့ကဘာကျိုလေးဟာကျေပြန့်တဲ့စကြဝဠာကြီးရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်တင်းငယ်တဲ့ဆက်လေးတစ်ခုသာဖြစ်နိုင်တယ်ဆိုတာသိရှိရတာတကယ်ကိုစိတ်နှိမ်ချခြင်းစရာဖြစ်စေပါတယ်။ကျွန်ုပ်တို့ဂျယ်ရီကောင်းကင်ဘော်ကိုမောကြည့်ပြီးကိုမေးရပါလိမ့်မယ်။ထင်တဲ့ကြီးတွေပြည့်နှက်နေတဲ့ဒီစစ်ကြဝဠာပင်လယ်ကြီးတွေထဲမှာစစ်ပွဲတွေဘာကြောင့်ဖြစ်နေတာလဲ။ဘာလို့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်မနေနိုင်ကြသေးတာလဲ။ပရိသတ်တို့ရောဘလို့ထင်ပါတယ်လဲ။ကျွန်ုပ်တို့ဂျယ်ရီကိုငေးကြည့်ရတဲ့ဖြစ်နိုင်ခြေပြည့်နှက်နေတဲ့ဒီစစ်ကြဝဠာပင်လယ်ပြင်မှာကျွန်ုပ်တို့ဘလို့အမွေနှစ်တွေခြံထားခဲ့မလဲလို့ကိုမေးရပါတော့မယ်။